ကိုကျန်းနေလို့ကွာဟာကျန်းနေလို့ရဝင်ဟာစတန်တက်လိုင်းနဲ့ဆိုင်ကမျိုးစုံရောင်းပြပဲအားကိုငင်လာပါဗျအေးဒီလေးကိုကျန်းနေတာပါကျန်းနေတာဟာရှေးဆွဲနေတာကွာဒါကိုအေးပါလေအဲ့လိုအကျန်းခံနေပဲမျိုးရှိမှရှိလားဩဒါကကိုကြီးကညီတို့ဆိုင်မှာရှိတာဗောဗျညီလိုက်ပြရမယ်လေကိုโอเคရတယ်ကိုကြီးလိုက်ကြည့်မယ်ဟုတ်ပါခဲ့ပါအေးဒီလိုမျိုး highway တွေပါတယ်တုံးပြခြင်းနဲ့ညီကိုမိတ်ဆွေများအတွက် CBR ရဲ့ထုတ်လုပ်လိုက်တဲ့95 model CBR စပိုင်းလေးနဲ့မိတ်ဆက်ပြီးမှဖြစ်ပါတယ်ခင်ဗျာအင်ဂျင်ပါဝါ 125cc digital တိုင်းကအဲ့ဒီမီလိုက်ဖွေးလေးနဲ့ရှင်းရုံပိုင်းကလည်းစက်တော်မှုရှိတဲ့အပြင်လေခွင်းအောင်ကောင်းကင်မဲ့ပုံစံထုတ်လုပ်ပေးတာဖြစ်ပါတယ်ခင်ဗျာကိုယ်တိုင်ပိုင်းကိုလည်းမာကျော်ပြီးကြည့်လေအောင်ဖွဲ့စည်းတည်ဆောက်ထားတာပဲဖြစ်ပါတယ်ဒီဘက်လေးရဆိုရင်တော့တစ်ပါကင်ဟိုမှာ A186W ရပလက်လိုင်းငယ်ကြီးနဲ့ရရှိမှာဖြစ်ပါတယ်ခင်ဗျာဆိုင်ရချစ်သူညီကိုမိတ်ဆွေများကျန်းတဲ့တက်လို့ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့မူပင်မျိုးအမှတ်6ခုကိုရေလဲလမ်းမပေါ်ဗိုလ်ချုပ်ကြီးကိုနီးရှိဆန်းဆိုင်ရရှိုးတော့မှာစင်းတိုင်းကြားလာရောက်ရွေးချယ်ဝယ်ယူအားပေးနိုင်ပါခင်ဗျာဒီလေးချက်လက်များကိုသိရှိလိုပါကဖန်ဖုန်းနံပါတ်985446 983346တို့ကိုဆက်သွယ်မေးမြန်းနိုင်ပါခင်ဗျာ